ဦးဆောင်မဲ့ကျွန်တော်တို့ရဲ့ဥက္စာကြီးကိုဗာနာက present လုပ်ပြီးမှဖြစ်ပါတယ်ဒီရှေ့မှာနော်အားလုံးညာလူလေးပါYeah. လာမယ်ခေတ်ခုလေးကြတယ်ကျွန်တော်တို့ cake လေးလည်းစီစဉ်ထားတယ်လို့ surprise ပါနော်ကျွန်တော်ရဲ့အသေးကြီးပူကြီးက cake ပါခွဲခိုင်းပြီဆိုတော့ကျွန်တော်ခဏလေးနည်းနည်းမေ့တော့ထားရတယ်တော့ရဆရာမင်းထွန်းတန်ကန်ဒီပလိုမာဆရာရဲ့အသက်တာအတွက်မိသားစုအတွက်ကြီးတော့ချီးမွမ်းပေးဖို့ရန်အတွက်ဖိတ်ခေါ်ပါတယ်ဆရာကျွန်တော်စီစဉ်နေမှာစစ်တောင်းဖို့အတွက်ထည့်ထားတယ်စစ်တောင်းတယ်လည်းစကားပြောပါဦးကျွန်တော်မပြောတော့ပါဘူးပြောရင်မျက်ရည်ကျမှာကျဘာသာတရားလဲဆိုတော့တပည့်တော်ချစ်ချင်းပြချင်းဘာသာတရားဒီတပည့်တော်ချစ်ချင်းပြချင်းရဲ့ပေါ်ထွက်လာတယ်ဒီလိုပဲတင်းအောင်ဆရာကနေရာတစ်ခုခုရွှေ့ပြောင်းတော့မယ်ဆိုတော့တင်းသားတွေတော်တော်စိတ်မကောင်းဖြစ်တယ်အခုလိုဖြစ်မှာပေါ့နော်အဲ့လိုဖြစ်နေတဲ့အချိန်မှာဆရာပစ္စည်းတွေညက်လဲပေါ်တင်းတော့အားလုံးရွှေ့ဖို့တော့ဝိုင်းလို့ရင်းနဲ့တင်းသားတွေငိုကြတယ်ငိုဖို့လို့နော်တင်းသားတွေငိုတော့ဆရာလည်းစိတ်မကောင်းဖြစ်တော့မပြန်တော့ဘူးတဲ့ပစ္စည်းကချတော့စစ်တောင်းကြတယ်